ပါရှင်ဒီပန်းချန်နေကြလို့ပါတယ်ကဲအခုလိုစီခုပြတာကတော့โอเคဒါကတော့ခက်တာနီခင်းကြီးပေါ့နော်ခက်တာနီကကျမတို့ဟိုတစ်ခေါက်ကရောင်းတာအဖြူအောင်နော်အဖြူအောင်တော့ကလည်းတအားလှတယ်နော်လှမွေးလဲမွေးအခုကတော့အနီရောင်ရဲ့အချိန်ရောက်သွားပါပြီနီရဲတောက်နေတဲ့အနီရောင်ရဲလေးကိုမှဆူဆူလေးကိုမှကြိုက်တယ်ဆိုတဲ့ကိုယ့်ရဲ့ပန်းချစ်သူတွေအတွက်ဒီမှာကြည့်လိုက်အောင်တခင်လုံးဖူးနေပါပြီခင်ဗျာကဲလာလိုက်တာမှကြည့်အောင်ရဲတောက်နေတာပဲနော်ရဲတောက်ဆူနေတာပဲသူလည်းအဲ့လိုပဲမြေကြီးနဲ့ဆက်ရပါတယ်မြေဆွေးဘယ်မြေဆွေးဘယ်နေရာမှာဘယ်ဒေသမှာပဲဖြစ်ဖြစ်စိုက်လို့ရပါတယ်ရှင်ကဲဒီမှာကြည့်လိုက်အောင်တခင်လုံးပါဗျာသူလည်းဖျားပန်းကတ်လို့ရတယ်ဟိုရီလေးနည်းနည်းလေးထိမှဖျားပန်းလေးကတ်ဟိုတအားကိုလှပါတယ်အစာကြီးလည်းခံပါတယ်ကဲသူကတော့သူလည်းဈေးနှုန်းကတော့အတူတူပါပဲပန်းခိုင်တစ်ခိုင်ပါဟိုဒီလိုပေါ့ပန်းခိုင်တစ်ခိုင်ဆိုတာဒီလိုမျိုးတအုပ်ထဲမှာဒီမှာဒါဆိုနှစ်ခိုင်ပါတယ်ပေါ့နော်ဒါဆိုနှစ်ခိုင်ပါတယ်ဒါဆိုတစ်ခိုင်နဲ့ပါတယ်ပေါ့နော်အဲ့လိုမျိုးပြောတာပါဒီတစ်ခိုင်နဲ့ပါတဲ့ဟာတော့4000ပါဒီလိုနှစ်ခိုင်ပါတဲ့ဟာကတော့6000ပါရှင်ဒီတစ်ခိုင်နဲ့ပါတဲ့ဟာက10ပဲယူလို့ရှိရင်3000ခွဲပါဒါနှစ်ခိုင်ပါတဲ့ဟာက10ပဲယူလို့ရှိရင်9000ပါရှင်နော်ကဲလက်ကားသမားတွေကလက်ကားဈေးတည်တည်ရှိပါတယ်ရှင်လက်ကားဈေးဆိုတာအနည်းဆုံးအပင်30ယူပေးလို့ရှိရင်လက်ကားဈေးတည်တည်ရှိပါတယ်ရှင်လာလိုက်တာမှလာလုံးဆွေးလေးပါကြည့်ဦးနော်ဒါလာတယ်ဖြာပတ်ကတ်ချင်တဲ့လူတွေလည်းအပင်30ယူလို့ရှိရင်လက်ကားဈေးရပါတယ်ရှင်ကဲလာလိုက်တာမှကြည့်ဦးနော်တော်လေးကိုလာပါတယ်ရှင်မြန်လေးဒါဟယ်လိုပါနေဝေးအားလုံးကတော့ငွေကြိုလွဲမှာပဲရစီပို့ပါတယ်ဂိတ်ချခ4500ယူပါတယ်လိုင်းတရားတွေပို့ရမယ်ဆိုရင်တော့6000ယူပါတယ်တန်စာခကိုဟာကိုရှင်းရပါတယ်ရှင်ဒါကတော့အဖြူပါကဲအဖြူကတော့မျိုးဥလေးတွေခတ်ရပါပြီသူကတော့အပွင့်မပါတော့ဘူးပေါ့နော်အပွင့်မပါတော့ဘူးဆိုမှနောက်တစ်ချိန်ထပ်ပြီးမှဖိုးမှာပါသူကတော့အပွင့်မပါတဲ့စီရပါမယ်တအုပ်ကိုအရောက်လဲအာမခံတယ်သူကတော့ရနက်မွေးတယ်သူကလီဆက်မျိုးဖြစ်တဲ့ကြောင့်မို့အနံ့ရှိရပေါ့အပွင့်နဲ့ကြီးပါတယ်သူကတော့တအုပ်ကို2000မှာ10ဦးယူလို့ရှိရင်1000ခွဲပါရှင်တခြားပတ်နေတဲ့စိတ်ကြိုက် Rosie Channel မှာစိတ်ကြိုက်လာဝယ်လို့ရပါတယ်ခြံကတော့တောင်တကုန်း59ရပ်ကွက်အုတ်တဖျားလမ်းပါရှင်ခြံကိုလာမယ်ဆိုလို့ရှိရင်1 လုံးတို့1နှစ်တို့103ကားတွေစီးပြီးမှ103ကားတွေစီးပြီးမှ56မှတ်တိုင်ကိုဆင်းမှာ56မှတ်တိုင်ရောက်တာနဲ့တပြိုင်နက်59တမိုင်ကိုဘလို့သွားရလဲလို့မေးကြည့်လိုက်ပါမေးဖြစ်စိုက်တွဲသမားတွေကိုမေးလိုက်ပါစိုက်တော်သမားအကုန်လုံးဖြည့်ပေးပါတယ်အဲ့ဒီ56မှတ်တိုင်ကိုတော့ကြော်မသွားပါနဲ့56မှတ်တိုင်ရောက်တာနဲ့တပြိုင်နက်စိုက်တွဲသမားတွေဘယ်သူမှမဆိုမေးလိုက်59တမိုင်ကိုဘလို့သွားရလဲဆိုတာမေးလိုက်အဲ့ဆိုသူတို့ဖြည့်ပေးပါတယ်ရှင့်ကျေးဇူးတင်ပါတယ်နောက်တစ်ခုက TikTok Messenger မှာပန်းတွေကိုမမာပေးကြပါနဲ့ Facebook တို့မဟုတ်Viber တွေပဲမှာယူအားပေးကြပါရှင်ဒိတ်လေးပြောဖို့မေ့သွားလို့ပါဒိတ်ကတော့2လပိုင်း20နဲ့6ရက်နေ့ဒိတ်ပါရှင်နောက်ခဏနေကြရင်လည်းနင်းစီတွေအစ်စ်တွေထပ်ရောက်ပါဦးမယ်နေသားလည်းနင်းစီစစ်ကိုဈေးချွတ်နဲ့ရချင်တဲ့လူတွေအတွက်ကတော့ဈေးချန်ကိုအမြန်လေးလမ်းလာပါအရောင်နေလဲဆုံးရမယ်စိတ်ချလက်ချလဲမျိုးလဲမှန်စေရမယ်12ရာဒီလဲပွင့်နဲ့နေသားလည်းမျိုးတွေခြံထဲမှာစိတ်ကြိုက်လာဝယ်လို့ရပါပြီဒါတွေကတော့အပင်သေးတွေပေါ့အဖူးတွေကြီးပဲဒါအပင်သေးစိတ်ကြိုက်လာဝယ်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဗီဒီယိုဖိုင်လေးတွေလည်း sharing လေးလုပ်ပေးကြပါဦးရှင်